ဒီအပိုင်းတော်တော်လေးကိုမှ leak ဖြစ်နေတဲ့ iPhone Ultra ရဲ့ aspect ratio နဲ့အနည်းဆက်ဆုံးတူပြီးတော့သူ့ထက် feature တွေပိုဆုံးပြီးသူ့ထက် camera တွေပိုမိုက်ပြီးတော့သုံးလို့ရတဲ့ feature တွေအများကြီးပိုဆုံးတဲ့ဖုန်းတစ်လုံးကြောင်းပြောပြမယ်အဲ့ဒါက Huawei ရဲ့ Pura X ဆိုတဲ့ model ပြောမယ်ဆိုလို့ရှိရင်အခုလိုမျိုး aspect ratio နဲ့က Pura X မှာစပြီးတော့ထွက်လာတာတော့မဟုတ်ဘူး Pura X ဆိုတဲ့ model ရှိခဲ့ဘူးလေဒီကောက်မှလည်းအခုလိုမျိုး aspect ratio ပဲဒါပေမဲ့ဘာကွာဝါလဲဆိုတော့ Pura X ရဲ့ secondary display cover display ကကြတော့ camera အောက်မှာဖြစ်နေတဲ့အတွက်ကြောင့် display size လေးနဲ့တော့သေးတယ်အခု leak ဖြစ်နေတဲ့ iPhone Ultra ရဲ့ display ကလည်းအခုလိုမျိုးအရှိဘက်မှာ cover display တစ်ခုအနေနဲ့လုံးဝအပြည့်ပါမယ်နောက်မှာ camera module ကိုဒီတိုင်းအတန်းလိုက်ပုံစံမျိုးလုပ်ပြီးထားမယ်လို့သိရတယ်အဲ့ဒီအတွက်ကြောင့်အနည်းဆက်ဆုံးတူတာက Pura X Max လို့ပြောလို့ရတယ်ဆိုတော့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီကောင်းရဲ့ camera ပိုင်းတော်တော်လေးကိုမှကျန်းတယ်လို့ပြောလို့ရတယ် camera spec တွေအကြောင်းပြောခင်သူ့မှာပါလာတဲ့အသုံးဝင်တဲ့ feature တွေတခုပေါ့နော်ဒါကကျွန်တော်တို့ Google Pixel ဖုန်းတွေမှာမြင်တွေ့နေတဲ့ AI coach လို့ feature မျိုးနဲ့တော့အနည်းဆက်ဆုံးတော့တူတယ်ဒါပေမဲ့ဒီကောင်းပို့ပြီးတော့မိုက်တယ်ဘာလို့လဲဆိုတော့ဒီကောင်းကကျွန်တော်တို့ရိုက်မဲ့နောက်က background ပေါ်မှာမူတည်ပြီးတော့ဒီကောင်က magic post တွေပြန်ပြီးတော့ထုတ်ပေးနိုင်တယ်ပြောမှဆိုလို့ရှိရင်ကိုကကန်းကြေမှာဘယ်လိုပုံစံရရမလဲမသိဘူးဆိုလို့ရင် magic post နဲ့ကျွန်တော်တို့ပုံတွေဖော်ခိုင်းလို့ရတယ်အဲ့ထက်ပို့ပြီးတော့မိုက်တာကကိုတယောက်တည်းပဲ magic post ကိုမြင်ရတာမျိုးမဟုတ်ဘဲနဲ့အခုလိုမျိုး unfold လုပ်ထားတဲ့အချိန် cover display ကနေလည်း magic post ကိုကြည့်နေလို့ရသေးတယ်ကြည့်နေလို့ရသေးဆိုတော့ကိုဓာတ်ပုံရိုက်မဲ့သူကကြည့်ပြီးတော့အဲ့ထက်အတိုင်း post တွေလိုက်လုပ်နေလို့ရမယ်ဆိုတော့ဒီ magic post ကကိုရိုက်မဲ့သူရောအရိုက်ခံမဲ့သူရောတော်တော်လေးကိုမှအဆင်ပြေစေလိမ့်မယ်ပြီးတော့ camera spec အနေနဲ့ဆိုလို့ကျွန်တော်ဒီကောင်ရဲ့ main camera ကတော်တော်လေးကိုမှ foldable phone တွေမှာကျန်းတယ်လို့ပြောလို့ရဘာလို့လဲဆိုတော့ physical aperture ပါလာတဲ့ f1.4 ကနေပြီးတော့ 4.0 ထိကို variable adjust လုပ်လို့ရမယ် manual လည်းလုပ်လို့ရမယ် auto လည်းလုပ်လို့ရမယ်ဆိုတော့ကျွန်တော်တို့ foldable phone တွေမှာဒီကောင်ရဲ့ main camera ကတော်တော်လေးကိုမှ nice လို့ပြောလို့ရတော့ထိကိုကျန်းတယ်ပြီးတော့ telephoto အနေနဲ့ဆိုလို့ရှိရင်လည်းဒီကောင်50 megapixel သုံးမိထားတယ် 3.5 HD optical zoom ဆွဲလို့ရမယ်အခုစမ်းကြည့်ရတဲ့လောက် portrait ပဲရိုက် long range ကိုပဲ zoom ဆွဲပြီးတော့ရိုက်တော်တော်လေးကိုမှ mic တဲ့ result ထုတ်ပေးနိုင်တယ် 3.5 ကိုသုံးပြီးတော့ကျွန်တော် portrait ရိုက်မယ်ဆိုလို့ရှိရင်နောက်ထပ် focal length တစ်ခုပါထပ်ပြီးတော့ရအောင်မယ်ပေါ့နော်ဆိုတော့ focal length တွေလည်းများတယ် detail ပိုင်းလည်းတော်တော်လေးကောင်းအောင်တွေ့ရတယ်ပြီးတော့ ultra wide အနေနဲ့ဆိုရင်ဒီကောင်က 12.5 megapixel ကိုသုံးမိထားတယ်ရကြလောက် ultra wide ကတော့ဒီတခြားပေါ့နော် Oppo ရဲ့5M series ဘာညာနဲ့ရှင်းမဲ့ဆိုရင်တော့နည်းနည်းလေးရောကောင်းရောလိမ့်မယ်ဒါပေမဲ့သူ့ရဲ့ color science ကတော်တော်လေးမှ neutral ဆန်နဲ့ရရတဲ့အပိုင်းတော်တော်လေးအဆင်ပြေတာကိုတွေ့ရတယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ဆိုလို့ရင်တော့ဒီကောင်ရဲ့ selfie အနေနဲ့ဒီကောင်နှစ်ခုပါလာတယ်ဒီဘက်အပြင်ဘက် cover display မှာ8 megapixel တစ်လုံးအတွင်းဘက် unfold လုပ်လိုက်လို့ရှိရင်8 megapixel တစ်လုံးဆိုပြီးတော့နှစ်လုံးပါဆိုတော့ရိုက်ကြည့်ရတဲ့လောက်ကတော့ cover display 8 megapixel အများကြီးပို့ပြီးတော့မိုက်တယ်ဆိုတဲ့ခံစားချက်ပေးနိုင်တယ်ပြီးတော့ဒီကောင် aspect ratio အကြောင်းပြောမယ်ဆိုလို့ရင်တော့ကျွန်တော်တို့မြင်တွေ့နေကြ aspect ratio တော့မဟုတ်ဘူးဘူးလိုကြီးတော့ဖြစ်နေလို့တချို့ကတော့ပြောကြလိမ့်မယ်ဆိုတော့တကယ်တော့ဘူးလိုကအရန်ကြီးတော့လေကျွန်တော်တို့ daily usage မှာသိပြီးတော့နှောက်ယှက်နေလို့တော့မခံစားဘူးဘာလို့လဲဆိုတော့ကျွန်တော် TikTok ကြည့်ရဲ့ YouTube Facebook သုံးကြည့်ရဲ့အချိန်မှာအဆင်ပြေတယ်ပေါ့နော်အရှိဘက် cover display နဲ့အဆင်ပြေလို့မျိုး unfold လုပ်လိုက်လို့ရှိရင်ဖြစ်သွားတဲ့ 7.7 inch ရှိရဲ့ display ကလည်း okay လို့ပြောလို့ရတယ်အဲ့အတွက်ကြောင့်အရန်ကြီးတော့ဒုက္ခမရောက်ဘူးဗျာဒါပေမဲ့တခုတော့ရှိရဲကျွန်တော် YouTube ဘာညာကြည့်မယ်ဆိုလို့ရှိရင်အဆင်ပြေတဲ့လောက်ရုပ်ရှင်ဘာညာကြည့်မယ်ဆိုလို့ရင်တော့အပေါ်အောက် black bar လေးတော့ရှိနေလိမ့်မယ် YouTube မှာတော့ကျွန်တော်တို့ pin shot လုပ်ပြီးတော့ adjust လုပ်လိုက်လို့ရတယ်ဒါကတော့ပြဿနာမရှိဘူးရုပ်ရှင်ဆိုလို့ရှိရင်တော့ black bar ကအပေါ်အောက်ပေါ် S tone ဖြစ်နေလိမ့်မယ်ပြီးတော့ကျွန်တော်စမ်းသုံးကြည့်ရတော့ဒီကောင်ရဲ့ display panel ကိုလည်းအဆင်ပြေတယ်အပြင်ဘက် cover display ကကြတော့ဒီကောင် 5.4 inches ရှိတဲ့ OLED panel ကိုသုံးမိထားတယ် refresh 120Hz support လုပ်မယ် LTPO2 အမျိုးအစားကိုသုံးမိထားအဲ့လိုပဲအတွင်းဘက် display ကလည်း 7.7 inches ရှိတဲ့ display ကိုသုံးမိထားတယ် size အနေနဲ့ဆိုလို့ရှင်တော့အရန်ကြီးရလို့တော့ပြောလို့မရဘူးဘာလို့လဲဆိုတော့ဒီဘက်ကထွက်တဲ့ iPhone ရဲ့ Pro Max lineup တွေ S26 Ultra ရဲ့ display ပေါ့နော် 6.9 inches ရှိတဲ့ကောင်နဲ့ရှင်းလိုက်မယ်ဆိုလို့ရှင်ဒီကောင်ရဲ့ဟာကအရန်ကြီးရလို့မခံစားအောင်အဲ့အတွက်ကြောင့်အတွင်းဘက် display ကတော့အရင်ကြီးရဆိုတဲ့အနေအထားမှာတော့မရှိဘူးဒါပေမဲ့ဒီကောင်ရဲ့ refresh 120ရဲ့ support လုပ်မယ်ပြီးတော့ LTPO2 အမျိုးအစားကိုသုံးမိထားတာတွေကတော့သုံးတဲ့ user တိုင်းကိုစိတ်ကျဉ်းမှုပေးနိုင်လိမ့်မယ် battery လည်းတော်တော်လေးကိုမာစားတာတက်တာ battery နေနဲ့ဆိုရင်ဒီကောင်မှာက 9000 mAh capacity ကိုသုံးမိထားတယ်ဆိုတော့ battery life ကတော့တခြား foldable phone တွေနဲ့ရှင်းမယ်ဆိုလို့ချင်းအရင်ကြီးကျန်းနေမှာတော့မဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့6000 9000တွေဖြစ်တော့မဲ့ foldable phone brand တွေရှိရဆိုတော့သူတို့နဲ့ရှင်းမယ်ဆိုတော့အရင်အကျန်းကြီးတော့ကျွန်တော် experience ရမှာမဟုတ်ဒါပေမဲ့ Huawei ရဲ့ battery optimization အသိအတိုင်းပဲတော်တော်လေးကိုမှ strong ဖြစ်တာဟိုရင်လုံးတွေက strong ဖြစ်ခဲ့တယ်လို့အခု Harmony OS Next မှာလည်းတော်တော်လေးကိုမှ strong ဖြစ်နေတော့မယ်ဆိုတော့ battery line နဲ့ပတ်သက်ပြီးတော့ဘာမှပူစရာမလိုပြီးတော့ကျွန်တော်တော်တော်များများ concern ဖြစ်နေကြတဲ့အပိုင်းတန်တရားဝင်နေကြတဲ့အပိုင်း Huawei phone တွေကအခုလည်းသုံးလို့ရတာဆိုတော့တော်တော်များများတော့အဆင်ပြေသုံးလို့ရတယ် EMUI version ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Play Store လွှင့်ရင်ကျန်တဲ့ Google Play Service တော်တော်များများအလုပ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်လက်ထဲက Harmony OS မှာတော့ကျွန်တော်တို့ Android app တွေကို natively တော့သုံးလို့မရဘူးဒါပေမဲ့ easy approach လိုမျိုးတခြား container app တစ်ခုခံပြီးသုံးတာ Drive Home တို့ပါတော့
တစ်ဆင့်ခံပြီးသုံးမယ်ဆိုလို့ရှင်တော့ application အကုန်လုံးကြီးပါတော့ရပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာအသုံးများဆုံးဖြစ်တဲ့ Facebook YouTube Messenger ပြီးတော့ mobile ကျန်လို game တွေပြီးတော့ banking app တော်တော်များများအဆင်ပြေသုံးလို့ရတယ်ဆိုတော့ကိုက Huawei ကိုလုံးဝကြိုက်တယ်Google များမှာစိုးနေရဆိုလို့ရင်တော့ဘာမှသိပြီးတော့စိတ်ပူစရာတော့မလိုဘူးတော်တော်အဆင်ပြေသုံးလို့ရတယ်ပြီးတော့ speaker အနေနဲ့လည်းတော်တော်လေးမိုက်လာလို့ပြောလို့ရတယ်အတန်တက် quality ကကျွန်တော် Samsung Pro Max တွေနဲ့ရှင်းလိုက်မယ်ဆိုရင်တော့မှတစ်ဆင့်မလျော့ဘူးဆိုတဲ့အနေအထားပေါ့နော်တော်တော်လေးကျယ်တယ်ဆိုတဲ့အနေအထားမှာရှိဆိုတော့ brand တောင်းအနေနဲ့အခုလိုမျိုး Sharper ဖုန်းလေးနဲ့ပတ်သက်ပြီးတော့သိကျင်တယ်လိုချင်တယ်စုံစမ်းကျင်တယ်ဆိုလို့ရင်ကျွန်တော်တို့ရဲ့ဖုန်းကင်း Pay Messenger ဒါမှမဟုတ် hotline နံပါတ်ကိုဆက်သွယ်လိုက်လို့ရပါတယ်